အားလုံးပဲမင်္ဂလာပါဒီနေ့တော့ LGBT လို့ခေါ်တဲ့လိင်တူချစ်သူများနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျမတို့တမချန်းစာထဲမှာတွင်တင်ချက်တွေမြောက်များစွာရှိပါတယ်ဆိုတော့အဲ့ဒီအကြောင်းအရာလေးကိုဒီနေ့ကျမအနှဲငယ်ဝေမျှသွားမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ပြောချင်တာကတော့ကျမဒီအကြောင်းအရာဝေမျှခြင်းဒီ LGBT တွေကိုကျမတို့ကလက်ညှိုးထိုးပြီးတော့เนาะအပြစ်တင်ဖို့မဟုတ်ဘဲနဲ့အမှန်တရားတစ်ခုကိုပေါ့နော်သိရှိစေခြင်းလို့တဲ့ဆန္ဒတစ်ခုပဲရှိပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တမချန်းစာမှာဖော်ပြထားတဲ့နော်တွင်တင်ထားတဲ့အကြောင်းအရာလေးတွေကိုကျွန်မကဝေမျှပေးမှာဖြစ်ပါတယ်ဝိပုယကျမ်းအခန်းကြီး20အငယ်73မှာကျွန်တော်တို့ဘယ်လိုတွေ့ရလဲဆိုရင်မိန်းမနှင့်ပေါင်းဖော်တဲ့ကဲ့သို့ယောက်ျားချင်းပေါင်းဖော်လင်ထိုသူနှစ်ယောက်တို့သည်ယွန်ရှာဖွယ်သောအမှုကိုပြုသောကြောင့်အသေးသက်ခြင်းကိုအမှန်ခံရမည်တေထိုက်သောအပြစ်ရှိ၏တဲ့လိန်တူဆက်ဆံခြင်းသည်အပြစ်တစ်ခုဖြစ်တယ်ဆိုတော့အဲ့ဒီအပြစ်ရဲ့ဒဏ်ဟာဘယ်လောက်ထိပြင်းထန်လဲဆိုရင်လိန်တူဆက်ဆံသောသူတွေကိုအသေးတောင်တက်ရမယ်ဆိုပြီးတော့အဲ့ဒီခေတ်မှာဘုရားသခင်ကပြည့်ညက်ချက်ထားခဲ့တာဖြစ်တယ်ဒီပြည့်ညက်ချက်ဆိုရင်ဣသရေလလူမျိုးတွေအတွက်ထားခဲ့တဲ့အရာဖြစ်တယ်တိုးတော်ညာလဲဒီအရာဟာဘုရားသခင်မနှစ်သက်တဲ့အရာဆိုတာကိုကျမတို့ကရှင်းရှင်းလင်းလင်းတွေ့နိုင်တာဖြစ်တယ်တမန်ကျမ်းစာရှုထောင့်ကကြည့်မယ်ဆိုရင်နော်လိန်တူဆက်ဆံခြင်းသည်အပြစ်ဖြစ်ပါတယ်။ဘာဖြစ်လို့လဲ။နော်ဘာဖြစ်လို့အပြစ်ဖြစ်တာလဲ။ဒီထဲမှာရေးထားတာဆိုရင်ယွန်ရှာဖွယ်သောအမှုကိုပြုတယ်တဲ့။ဆိုတော့ယွန်ရှာဖွယ်သောအမှုကိုကျမတို့တမန်ကျမ်းစာမူရင်းရေးထားတဲ့စကားလုံးဟေဘရုကနဲ့လာတာဖြစ်တယ်။ဆိုတော့အဲ့ဒီစကားလုံးဟာဆိုရင်အင်မတန်ကိုပြင်းထန်တဲ့စကားလုံးဖြစ်တယ်။တကယ်ကိုဆက်စုပ်ယွန်ရှာစရာကောင်းတဲ့လူတွေလုံးဝမနှစ်မြို့တဲ့အရာဖြစ်တယ်ပေါ့နော်။ဆိုတော့ယွန်ရှာဖွယ်သောစကားလုံးနဲ့ခိုင်းနှိုင်းထားတာဖြစ်တယ်။နော်လိန်တူဆက်ဆံခြင်းဟာဆိုရင်ဆိုတော့အဲ့ဒီလိုလိန်တူဆက်ဆံသောသူများရဲ့အပြစ်ဟာဆိုရင်တကယ်ကိုကြီးမားတဲ့အတွက်ကြောင့်မလို့သူတို့ကအသေးတောင်တက်ခိုင်းတာဖြစ်တယ်ဒါကတော့တမန်ကျမ်းစာမှာကျွန်တော်တွေ့ရတာဖြစ်တယ်ဆိုတော့ဘုရားသခင်ကဒီအရာကိုဘာလို့မနှစ်သက်တာလဲဆိုရင်ဘုရားသခင်ကလူသားနှစ်ဦးဖြစ်တဲ့ယောက်ျားနဲ့မိန်းမကိုဖန်ဆင်းခဲ့တာဖြစ်တယ်ဆိုတော့ယောက်ျားနဲ့မိန်းမကိုပေါင်းဖက်စုံမက်ဖို့ဖန်ဆင်းခဲ့တာဖြစ်တယ်ဖိုနဲ့မနော်အထီးနဲ့အမယောက်ျားနဲ့မိန်းမဆိုပြီးတော့ဘုရားသခင်ကဒီလူနှစ်ဦးကိုပေါင်းဖက်ဖို့ပဲဘုရားသခင်ရဲ့အစီအစဉ်ထဲမှာပါခဲ့တာဖြစ်တယ်ဆိုတော့လိန်တူဆက်ဆံခြင်းသည်ဘုရားသခင်ရဲ့အစီအစဉ်ကိုဘုရားသခင်ရဲ့ဖန်ဆင်းခြင်းကိုနော်တဘာဝကိုစန့်ကျင်ရာရောက်တယ်အဲ့ဒီခါမှာဒီအရာဟာအပြစ်တစ်ခုဖြစ်ပါတယ်တစ်ကောအခန်းကြီး6နော်အငယ်910မှာဆိုလဲကျမတို့တွေ့ရတယ်အဲ့ဒီထဲမှာဆိုရင်လဲလိန်တူဆက်ဆံတဲ့နော်ယောက်ျားချင်းမေထုံကိုပြုတော်သူဆိုပြီးတော့လိန်တူဆက်ဆံတဲ့သူများဟာလည်းဘုရားသခင်ရဲ့နိုင်ငံတော်ကိုမမြင်ရကြဆိုပြီးတော့ဖော်ပြထားတာဖြစ်တယ်ဆိုတော့ကျမတို့ကျမ်းစာကိုတေချာကြည့်မယ်ဆိုရင်ဒီအရာဟာလိန်တူဆက်ဆံခြင်းဟာဘုရားသခင်ကနော်ဓမ္မဟောင်းကျမ်းထဲမှာလည်းပါတယ်ဓမ္မသစ်ထဲမှာလည်းပြန်လည်ဖော်ပြထားတယ်အင်မတန်ကိုပြင်းထန်တဲ့အပြစ်တစ်ခုဖြစ်တယ်ဆိုတာကိုကျမတို့တွေ့ရတယ်ဆိုတော့ဓမ္မဟောင်းမှာဆိုရင်ဣသရေလလူမျိုးတွေကိုပြောထားတယ်ပြညတ်ထားတာလိန်တူဆက်ဆံတဲ့သူတွေကိုတွေ့လို့ရှိရင်သူတို့ကိုအသေးတက်ရမယ်ဆိုတော့ပြညတ်ချက်ကိုထားတာဖြစ်တယ်ဆိုတော့ဓမ္မသစ်ထဲမှာကျမတို့ကြည့်မယ်ဆိုရင်လိန်တူဆက်ဆံသောသူများသည်နော်ဘုရားသခင်ရဲ့နိုင်ငံတော်ကိုမမြင်ရကြဆိုပြီးတော့ပြန်ပြီးတွေ့ရတာဖြစ်တယ်ဆိုတော့ခါကျတော့ဒီအရာဒီဘုရားသခင်အင်မတန်ကိုမနှစ်သက်တဲ့အရာဖြစ်တယ်ဆိုတာကျမတို့တွေ့ရတယ်ဓမ္မဟောင်းမှာဆိုရင်ဒါပြညတ်တရားတော့မှလည်းဘုရားသခင်ကလိန်တူဆက်ဆံခြင်းကိုမနှစ်သက်ဘူးထိုကဲ့သို့တော့ပဲကျမတို့ဒီဓမ္မသစ်ခေတ်ကိုပြန်လာတယ်เนาะဓမ္မသစ်ခေတ်မှာဆိုရင်ဘုရားသခင်ကပြညတ်တရားတွေကိုကျေးဇူးတရားနဲ့ဖုံးအုပ်လိုက်တယ်ဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ကျမတို့ဆက်ပြီးသွားရတာဖြစ်တော်ညာလဲလိန်တူဆက်ဆံတဲ့သူတွေဟာเนาะယောက်ျားချင်းမိထုံကိုပြုတော်သူတွေကဘုရားသခင်နိုင်ငံတော်မဝင်ရကြဆိုပြီးတော့ကျမတို့ပြန်တွေ့ရတာဖြစ်တယ်အဲ့ဒါကြောင့်မလို့တေချာတာကတော့လိန်တူဆက်ဆံခြင်းကိုဘုရားသခင်လုံးဝမနှစ်သက်ဘူးဘုရားသခင်ရှေ့မှာအပြစ်ဆိုတာကိုကျမတို့တမန်ကျမ်းစာမှာရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်ဆိုတော့တမန်ကျမ်းစာအရလိန်တူဆက်ဆံခြင်းသည်ဘုရားသခင်ကလုံးဝမနှစ်သက်တဲ့ကြီးမားတဲ့အပြစ်တစ်ခုဖြစ်ပါတယ်ဒါပေမဲ့မိတ်ဆွေတင့်အတွက်သတင်းကောင်းရှိပါတယ်အကယ်၍ပေါ့နော်တင်ကဒီအပြစ်ကိုကျူးလွန်ထားတဲ့သူဆိုရင်ဒီအပြစ်ကနေနောင်တရပြီးတော့ပေါ့နော်ဘုရားသခင်စီမှာပြန်လာပြီးတော့အပြစ်ကနေနောင်တရပြီးတော့ဘုရားသခင်စီမှာပြန်တောင်းပါမယ်ဆိုရင်ဘုရားသခင်ကဒီအပြစ်ကနေတင့်ကိုခွင့်လွှတ်ပေးမှာဖြစ်ပါတယ်
တိရောအခန်းကြီး1ငယ်ကိုမှငါတို့သည်မိမိတို့အပြစ်ကိုဝန်ခံလျင်ငါတို့အပြစ်တို့ကိုလွတ်တော်မူ၍မတရားသမျှသောအမှုမှစင်ကြယ်စေတော်မူလိမ့်မည်အပြစ်သားတိုင်းတို့သည်နောင်တရပြီးကဲတင်တော်မူခြင်းသို့ရောက်မည်အကြောင်းအချိန်ကာလနှောင်းခြင်းကစေနာရှိတော်မူ၏တဲ့နှစ်ပေအခန်းကြီး3ငယ်ကိုမှလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဖရာသခင်ကနော်ကျမတို့အပြစ်သားတွေအားလုံးအတွက်ကဲတင်ခြင်းလမ်းကိုဖွင့်ပေးထားတာဖြစ်တယ်ဆိုတော့အဲ့ဒီကဲတင်ခြင်းလမ်းကိုရှောက်ဖို့အတွက်ကျမတို့ကကိုယ့်ရဲ့အပြစ်ကနေနောင်တရပြီးတော့ဘုရားသခင်ရှေ့မှာဝင်ချတောင်းပန်ဖို့လိုတယ်ပြီးတော့ဒီအပြစ်ကိုစွန့်ပစ်ဖို့လိုတယ်ဒီအပြစ်ကိုစွန့်ပစ်ပြီးတော့ဘဝတည်အနေနဲ့စတင်ဖို့လိုတယ်အဲ့ဒါဆိုရင်တော့ဘုရားသခင်ကတင့်ရဲ့အသက်တာကိုပြောင်းလဲပေးမယ်တင့်ရဲ့ဘဝမှာပျော်ရွှင်ခြင်းနဲ့ငြိမ်သက်ခြင်းနဲ့စစ်မှန်ခြင်းတွေကိုတွေ့ရမှာဖြစ်တယ်ဆိုတဲ့အခါကျတော့ကျမတို့အနေနဲ့ဒီအကြောင်းအရာကိုလေ့လာပြီးတဲ့အခါမှာသူတို့ကိုလက်ညှိုးထိုးပြီးတော့အပြစ်ရှာဝေဖန်ခြင်းမဟုတ်ဘဲနဲ့ကျမတို့အနေနဲ့เนาะကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဒီလိုမိတ်ဆွေတွေရှိခဲ့တယ်ဆိုရင်လည်းကျမတို့ကမေတ္တာနဲ့သူတို့ကိုဒီအမှန်တရားတစ်ခုကိုမေတ္တာနဲ့သူတို့နားလည်လာအောင်လက်ခံလာအောင်ကျမတို့ကမေတ္တာနဲ့ဆွဲခေါ်ဖို့တာဖြစ်ပါတယ်ကျမတို့ဒီအရာကိုဒီကျမ်းစာကိုအသုံးပြုပြီးတော့သူတို့ကိုလက်ညှိုးထိုးပြီးတော့အပြစ်တင်ခြင်းဝေဖန်ခြင်းအပြစ်ဖို့ခြင်းကိုမလုပ်ဖို့အင်မတန်အရေးကြီးတာဖြစ်တယ်အဲ့လိုမလုပ်ဖို့လဲကျမတောင်းဆိုခြင်းနဲ့ကျမတို့အနေနဲ့เนาะ LGBT များเนาะဒီလိုလိန်တူချစ်သူများကိုတွေ့တဲ့အခါမှာသူတို့ကိုကျမတို့ကမေတ္တာနဲ့ကျမတို့ကမေတ္တာပြရမှာဖြစ်တယ်သူတို့ကိုအမှန်တရားတွေကိုကျမတို့ကတဖြည်းဖြည်းနဲ့သူတို့နားဝင်လာအောင်သူတို့ဆွဲခေါ်ပြီးတော့เนาะဒီຢာမှားတယ်ဒီຢာဟာမှန်တယ်เนาะဆိုတဲ့အကြောင်းအရာကိုကျမတို့ကမေတ္တာနဲ့ဆွဲခေါ်ဖို့တတ်တာဖြစ်ပါတယ်လို့ဘုရားသခင်ကအပြစ်ကိုမုန်းတယ်ဒါပေမဲ့အပြစ်သားတွေကိုချစ်တဲ့ဖရားဖြစ်တဲ့ကြောင့်မလို့သင်အချိန်မီနောင်တရဖို့ဒီနေရာနဲ့ပြီးတော့ကျွန်မလည်းတိုက်တွန်းလိုက်ပါတယ်ဖျားရှင်ကောင်းချီးပေးပါစေ